ပင်လယ်ပြင်ကျဲကြီးထဲမှာအသက်ရှင်တန်ဖို့ရုန်းကန်နေရတဲ့အမျိုးသား၃ယောက်ဟာရေငက်လုံးလို့တေလူနီးပါးဖြစ်နေပေမဲ့သူတို့ရှေ့မှာရှိနေတဲ့ရေကိုတော့မတောက်ရဲကြပါဘူးဘာလို့လဲဆိုတော့သူတို့ဟာအဆုံးအစမရှိတဲ့ပင်လယ်ပြင်ကြီးထဲမှာပိတ်မိနေတာဖြစ်ပြီးဘေးပတ်လည်မှာလည်းတောက်လို့မရတဲ့ပင်လယ်ရေတွေပဲရှိနေလို့ပါသူတို့အသက်ဆက်ရှင်နိုင်ပါတော့မလားလို့တွေးပြီးစိုးရိမ်နေကြတဲ့အချိန်မှာပဲဂျက်ကရုတ်တရက်ထအော်လိုက်ပါတယ်သူငယ်ချင်းဖြစ်သူတွေကဂျက်တစ်ခုခုဖြစ်ပြီးအမှတ်နဲ့လမ်းဖြန့်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဂျက်ကသူ့အိတ်ကထဲကခဲတဲ့တစ်ချောင်းကိုထုတ်လိုက်တာကိုတွေ့လိုက်ရတယ်ဒီခဲတံလေးနဲ့ပဲဂျက်ကမှတ်ညံထဲမှာရှိတဲ့ပင်လယ်ရေကြောင်းပြမြေပုံကိုသူ့ရဲ့အသက်ကဲအင်ဂျီပေါ်မှာချက်ချင်းပဲစတင်ဆွဲပါတော့တယ်အရင်ဦးဆုံးလက်တီကျုနဲ့လောင်တီကျုမြင်းတွေကိုချတယ်ပြီးတော့အနီးနားကကျွန်းတွေကိုအမင်းရောင်နဲ့ဝိုင်းပြလိုက်တယ်ပြီးတော့တန်လိုက်အိမ်မြောင်ကိုတုံးပြီးလေးတိုက်နှုံးပေါ်မူဒီကသူတို့ရှိနေနိုင်တဲ့ခံမှန်းချင်နေရာကိုတွက်ချက်လိုက်ပါတယ်ကံကောင်းလို့အနောက်တောင်ဘက်ကိုသာမျောသွားမယ်ဆိုရင်မကြခင်မှာကျွန်းတကျွန်းကိုရောက်တော့မှလို့ပြောလိုက်တဲ့ဒီစကားကြောင့်သူတို့မျက်နှာမှာကြာရှည်စွာပျောက်ဆုံးနေတဲ့အပြုံးတွေပြန်လည်ပေါ်ပေါက်လာပြီးအသက်ရှင်ဖို့မျှော်လင့်ချက်တွေလည်းတစ်ဖက်နှိုးထလာခဲ့ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကပင်လယ်ပြင်ရဲ့ရာသီဥတုကခမန်းရခတ်တာကြောင့်လေကတစ်ဖက်တည်းကိုပဲတိုက်နေပါမလားဆိုတာမသိချဘူးလေဒါကိုဂျက်ကခန်းလောက်စဉ်းစားပြီးအကြံတစ်ခုထုတ်လိုက်ပါတယ်သူဟာအသက်ကဲဖောင်မှာပါတဲ့နိုင်လွန်ကြိုးကိုဖြုတ်ပြီးအသက်ကဲအင်ဂျီတွေနဲ့ယာယီကြောက်စုတစ်ခုပြုတ်လုပ်လိုက်ပါတယ်ဒီကြောက်စုရှိရင်လမ်းကြောင်းမှန်ပေါ်မှာရှိနေတဲ့ရွေလေတိုက်လို့လမ်းလွဲသွားတာမျိုးမဖြစ်တော့ဘူးပေါ့အားလုံးသာအဆင်ပြေမယ်ဆိုရင်ခုနှစ်ရက်အတွင်းကုန်းမြေကိုရောက်နိုင်ပြီမို့သူတို့ရင်ထဲကအပူတွေအတန်ငယ်ငိမ့်သွားခဲ့ပါတယ်ဒါပေမဲ့မခံမရနိုင်အောင်ရင်ငက်နေတဲ့ဒုက္ခကတော့ရှိနေတော့ပဲဖျားတရားမယုံကြည်တဲ့ဒီလူ၃ယောက်ဟာနောက်ဆုံးမှာတော့မိုးရွာပါစေကြောင်းဆူတောင်းယုံကလွဲလို့တခြားမတက်နိုင်တော့ပါဘူးတကယ်ပဲအံ့ဩစရာကောင်းတာကတန်းခေါင်ရံမှာမိုးတွေဒီကြီးမဲကြီးရွာချလာတာပါပဲသူတို့လည်းဝမ်းသာအားရနဲ့ရေတစ်ဆက်မှအလဟတ်သက်မဖြစ်အောင်ခွက်တွေနဲ့လိုက်ခံပြီးအငမ်းမရတောက်ကြပါတော့တယ်9ရက်အတွင်းမှာပထမဆုံးအချိန်တောက်ရတဲ့ရေချိုလေးမို့သူတို့မှာအားအင်တွေပြန်ပြေးလာခဲ့ပါတယ်ရေပြဿနာပြေလေသွားပေမဲ့အစားအစာပြဿနာရှိလာပြန်တယ်ကျင်းဆိုတဲ့လူငယ်ကတပတ်လုံးငားများနေပေမဲ့တကောင်မှမရခဲ့ဘူးငားတွေကငားများချိန်နားမှာဝဲနေပြီးအစာကိုမစားဘဲလောင်ပြောင်နေတယ်လို့ပါပဲကျင်းလေဒေါသထွက်နဲ့တားငယ်လေးကိုယူပြီးရေထဲကိုထိုးလိုက်တဲ့အခါမှာတော့တခုခုကိုထိုးမိသွားတဲ့အသက်ကဲဖောင်ကိုထိုးမိသွားတယ်လို့ထင်ပြီးဂျက်ကလည်းမင်းကအယူပဲကွာလို့ဆဲဆိုလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲတားကင်ထားတဲ့လက်ကရေထဲကိုအားပြင်းပြင်းနဲ့ဆွဲချခြင်းခံလိုက်ရပါတယ်ကျင်းကဖောင်ကိုထိုးမိတာမဟုတ်ပဲငားမန်းတကောင်ကိုထိုးမိလိုက်တာပါသူတို့အားလုံးဝိုင်းဝန်းပြီးငားမန်းကိုဖောင်ပေါ်ဆွဲတင်ပြီးပြန်မခုန်နိုင်အောင်ဖိထားလိုက်ကြတယ်ကျင်းကငားမန်းတည်တဲ့အထိဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့တွေလက်လက်ဆက်ဆက်ငားမန်းသားတွေကိုစားကြရတာပေါ့စားလို့ပိုတဲ့ငားမန်းသားတွေကိုတော့နောက်မှငါးစာဖြစ်သုံးဖို့ခြေအိတ်တွေထဲမှာထည့်သိမ်းထားလိုက်ကြတယ်ပြီးတော့ဖောင်ပေါ်ကသွေးတွေကိုပင်လယ်ထဲဆေးချလိုက်ကြတာပေါ့ဒါပေမဲ့ဒီပြုမှုကသူတို့အတွက်ငရဲတကားကိုဖွင့်လိုက်တယ်လို့ဖြစ်သွားမယ်ဆိုတာသူတို့မသိခဲ့ကြဘူးသွေးနံကိုရသွားတဲ့ငါးမန်းတွေကသူတို့ဖောင်နာကိုဆူယုံရောက်ရှိလာပါတော့တယ်ညင်ရောက်လို့ပင်လယ်ပြင်ကြီးငိမ့်သက်သွားတဲ့အခါကျင်းကသတိလက်လွတ်နဲ့မျက်နှာတစ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲငါးမန်းတစ်ကောင်ကသူ့လက်ကိုဟပ်လိုက်ပါတော့တယ်ကျင်းရဲ့အော်တန်ကြောင့်တိုနီလည်းလက်နိုးလာပြီးတင်းနဲ့ငါးမန်းကိုပစ်ခတ်လိုက်ပါတယ်ဂျက်ကကျင်းရဲ့တန်ရာကိုစစ်ဆေးပေးတဲ့အခါကံကောင်းစွာနဲ့တွားရ၃ချက်ပဲရခဲ့ပြီးအယိုးတော့မထိသွားခဲ့ပါဘူးဂျက်ကပွာလေးနဲ့ကျင်းရဲ့လက်ကိုပတိစီပေးလိုက်ပြီးအဲ့ဒီနောက်မှာတော့သူတို့တွေပင်လယ်ထဲကငါးမန်းတွေကိုအရင်ကထပ်ပို့ပြီးတတိထားလာကြပါတော့တယ်ရက်တွေကြာလာတာနဲ့အမျှသူတို့ရဲ့အစားအစာတွေကုန်သွားပါပြီးကျင်းကနေတိုင်းငါးဖမ်းဖို့စူးစမ်းပေမဲ့လည်းအထက်မဖမ်းမိခဲ့ဘူး